ကောနာကောင်းဆုံးချိန်တပူရီယာထိုးရင်ကြည့်လို့ရန်ကောင်းမယ်တဲ့ကို့အမြင်လေးပြောပါလားတဲ့ကောနာရဲ့အကောင်းဆုံးချိန်ဆို prime time ပေါ့နော်ဟိုတန်းတန်းချန်ပီယံဖြစ်ခဲ့တဲ့ကာလတွေကိုရွှေတိဆောင်းခဲ့တဲ့ကာလတွေပေါ့နော်တပူရီယာရဲ့အကောင်းဆုံးချိန်တပူရီယာနဲ့ထိုးတပူရီယာရဲ့လက်ရှိ prime time လို့ပဲပြောရမှာပေါ့နော် prime time တော့ဒါသူခေတ်ဖြစ်နေပါပြီနောက်တစ်ယောက်မှတ်ထားသေးတယ်တပူရီယာရဲ့တက်တူးတွေကဆိုကောနာသူကကောနာအပေါက်ချိုးသလိုတွေလုံးတဲ့အကွက်တွေရှိတယ်မှာခပတ်ထလူတာတို့ဘာတို့ပေါ့သိရမလားအဲ့လိုမျိုးတွေပေါ့ဆိုတော့ဒါကတော့ဒီလိုပါပဲရှေ့ကကိုယ့်ရဲ့ဒီ idol လို့တော့မဟုတ်ပါဘူးဒါ idol ရဲ့ဟိုဟာတွေကိုဒါဘယ်သူဖြစ်ဖြစ်ဟို reference လောက်တာပဲလေအနေနဲ့များတော့เนาะ corner လမ်းလျှောက်တဲ့ပုံစံဆိုရင်လည်း like လောက်ကြတဲ့လူတွေရှိတာပဲเนาะ corner ပြောတဲ့စကားနေတရရဲ့ပွဲမှာပြောရတဲ့စကားเนาะ I'm not surprised motherfucker เนาะsurprise motherfucker the king is back เนาะဒါမျိုးတွေပေါ့ဆိုတော့နှစ်ပိုင်းခွဲပြောရမှာပေါ့ကျွန်တော်တို့ကเนาะနှစ်ပိုင်းခွဲပြောရမှာပေါ့ပထမတစ်ခါဘာပြောရမလဲဆိုလို့ရှိရင်เนาะဘာပြောရမလဲဆိုလို့ရှိရင် striking အကြောင်းပြောရမှာ striking အကြောင်းကျွန်တော်အကုန်လုံးလိုက်ရှင်ရမှာเนาะအကုန်လုံးလိုက်ရှင်ရမှာနှစ်ယောက်စလုံးမှာတူတာတစ်ခုရှိရပါလေသိလားထိချက်မှန်ထိုးတတ်တယ်ထိချက်မှန်ထိုးတယ်ထိချက်မှန်တယ်ပေါ့နော်လက်သီးအလွေလွင်နဲတယ်နော်အဲ့နှစ်ယောက်မှာတူတာအဲ့ဒါတူတယ်နော်ထိကြမှန်ထိုးတယ်လက်သီးအလေအလွင့်နဲတယ်နော်အဲ့ဒါကအဲ့နှစ်ယောက်မှာတူတဲ့အချက်ဖြစ်တယ်ပေါ့โอเคဟုတ်ပြီအဲ့မှာတော်ဗရီယာကော်နာထက်ဘာသွားတာလဲဆိုတော့ထိကြမှန်တဲ့အပြင်ကိုထိကြပါဝါရှိတယ်နော်လုံးဝ knock down ထိထိမိမိတစ်ချက်ထင် knock down ဂျောကိုထိတယ်ထိအောင်ထိုးရပေါ့နော်ထိကြမှန်တယ်ပေါ့နော် point to target နော်ဆိုတော့အဲ့ဒါကြတော့ तू က corner ထက်သွားတာ။ Okay ဟုတ်ပြီကျွန်တော်တို့နှစ်ယောက်သား striking ထိုးရမယ်။နှစ်ယောက်စလုံးရဲ့ထိုးပုံကိုကျွန်တော်အရင်ပြောပြ။ corner ရဲ့ထိုးပုံဒီ तू ကပြိုင်ဘက်ရဲ့ run ထဲကိုမဝင်ဘူး reach ထဲကိုမဝင်ဘူး။ तू က तू အပြင်ကနေတယ်။အဲ့ reach တကန်းအနေနဲ့ထိုးတာ။ကြုံလာမှစီးထိုးတာ။နော်ထိုးလိုက်ရင်သူ့ရဲ့ထိုးဒီကြောကိုထိတယ်။နော်သူပြင်ကျွန်တော်တို့ဒီအဲ့ဒီ everted တို့ပါလို့ဆိုအဲ့ဒါကိုတန်းထိတယ်တန်းထိလို့တန်းကြဒီတိုင်းကြည့်လိုက်လို့ရှင် corner ထိုးတာအားမပါဘူးထင်ရမယ်တကယ်ဒီလိုနေရာတွေနော်ဒီလိုနေရာတွေကထိရနေကြတာလေပြီးလို့ရှင်ဒီကြောတွေကိုတန်းထိတယ် corner လက်သီးကပြောချင်တာထိချက်မှန်တယ် corner လက်သီးကပါဝါမရှိဘူးနော်ပါဝါမရှိဘူးလို့ပြောတာဒီပြောလို့ဟာပါဝါမရှိဘဲနဲ့အလဲထိုးနိုင်ပွဲရမလားဆိုတဲ့ဆရာကြီးတွေအတွက်ကျွန်တော်ထပ်ရှင်းပြမယ် light weight က light weight power လောက်ရှိတယ် feather weight က feather weight power လောက်ကကစားသမားတိုင်းရှိပါတယ်တော်ပိုရီယာလိုတစ်ချက်တည်းကြာနိုင်တဲ့အလဲထိုးချိန်လဲထိုး power မရှိဘူးလို့ပြောချင်တာနော်အလဲထိုး power မရှိဘူးလို့ပြောချင်တာ okay ဟုတ်ပြီသူတို့နှစ်ယောက်ရဲ့နော်ကစားတဲ့ပုံကိုကျွန်တော်ပြောပြီးလို့ရင်တော်ပိုရီယာကျတော့ corner လိုအပြင်ကနေထိုးတာမဟုတ်ဘူးရင်းပြီးထိုးတာတချို့ပွဲဆိုတော်ပိုရီယာဒီမှာနှာခေါင်းကသွေးရထွက်စုပ်ပြတ်တက်အဲ့ဒါကိုသူကရင်းပြီးတော့သူလိုချင်တဲ့ထိချက်မှန်တစ်ချက်ကောင်းရဖို့အားပါနဲ့1 2 3 bound ဆိုတဲ့ပုံစံမျိုးနဲ့ရအောင်ထိုးတာတော်ဘူရီယာထိုးတဲ့ပုံစံနော်ပြောချင်တာရင်းထိုးတာကော်နာလိုအပြင်ကနေစောင့်ထိုးတာမဟုတ်ဘူးနော်ဆိုတော့ okay ဟုတ်ပြီကော်နာကကျတော့ဖူးဝက်မြန်တယ်အဆုပ်တက်မြန်တယ်အဆုပ်တက်မြန်ထိုးတယ်တော်ဘူရီယာကျတော့ဖြည်းဖြည်းမှန်နဲ့ထိချက်မှန်အောင်ထိုးတာသူ့ကိုပေးထိုးရင်ကြောက်အောင်ထိုးတယ်ပေးထိုးရဲဆိုတာအဲ့လိုနောက်ဆုတ်ပြီးငြိမ်ခံသွားတာမျိုးပါမျိုးဆိုရင်တော်ဘူရီယာကြောက်အောင်ထိုးတယ်အဲ့ကြရင်တွဲလုံးကတွတ်ထွက်လာတာဆိုတော့တကယ်လို့ဒါထိုးကြပြီဆိုလို့ရှိရင်နော် striking မှာဆိုလို့ရှိရင် corner တာလိုက်မယ် corner ရဲ့ဖူးဝက်နဲ့အဝင်အထွက်ကိုတော်ဘူရီယာလိုက်လို့မှီဖို့မလွယ်ဘူးပေါ့နော်ဒါကျွန်တော်တို့ကအပြင်လူအနေနဲ့ကျွန်တော်တို့ကပြောတာ okay ဟုတ်ပြီတော်ဘူရီယာကသူ striking မှာ corner ကိုလိုက်လို့မမှီဘူးထိုးလို့မရတော့အတွက်ဝင်လုံးမယ်ဆိုတာဆိုဝင်လုံးရင်တော်ဘူရီယာတာလိုက်မယ်နော်တော်ဘူရီယာတာလိုက်မယ်ဘာဖြစ်လို့ဆိုတော့သူ UFC ကိုမရောက်ခင်တော့ submission နေနဲ့နိုင်တဲ့ပွဲတွေအများကြီးပဲနိုင်တဲ့ပွဲတွေအများကြီးပဲသူကိုယ်တိုင်ရလဲသူ့ရဲ့အဓိက main weapon ဒီ grappling လို့သူပြောထားပြီးဒါကြောင့်သူ lightweight ကိုတက်ပြီး Islam မဟာရှက်ကိုစိန်ခေါ်ရဲတာဘာသူ့ရဲ့ skill ကိုသူရှုံလို့ပေါ့နော်ဆိုတော့အဲ့တော့တော်ဘူရီယာကတကယ်လို့ striking မှာ corner ကိုထိုးလို့ခုနပြောသလို तू လိုက်လို့မရောက်တော့ဝင်လုံးနိုင်ကြီးရှိသလားဆိုလို့ချင်းဝင်လုံးထိုင်ကြီးနဲတယ်တော်ဘူရီယာရဲ့ပုံစံက तू က striking မှာပဲ तू ကထိုးကျင်တာ striking မှာပဲထိုးကျင်တာမဖြစ်မနေဝင်လုံးရမယ်ဆိုရင်တော့ corner မလွယ်ဘူးနော် corner မလွယ်ဘူး
ဆိုတော့ corner ground game မှာဆိုရင်တော့ corner ကျနိုင်ကြီးများတယ် strike game မှာဆိုလို့ရှိရင်တော့တော်ဘူရီယာတာနိုင်ကြီးများတယ်ဘာလို့လဲဆိုတော့နောက်ဆုံးအချိန်တွေကြမှာဒါသူဝင်လုံးရင်လုံးလိုက်မယ်တကယ်လို့ပြိုင်ဘက်ကလည်းဟိုဟာဆိုလို့ရှိရင်သူဝင်လုံးမှာမဟုတ်ဘူး corner ကိုပဲ striking ရှင်ထိုးမှာဘာကြောင့်ကျွန်တော်အဲ့လိုပြောလဲဆိုတော့ corner ရဲ့ trust dog ကိုလည်းထည့်စဉ်းစားရမယ် corner ပွဲမတိုင်ခင်တည်းကလေအဲ့လို trust dog တွေပေါက်တက်ကြရတယ်ဟုတ်တာတွေမဟုတ်တာတွေအကုန်ပြောတာတစ်ဖက်ကစားသမားကတဲ့မစိတ်သက်ထွေပြောင်း Eddie Everett တို့ Jose တို့ဆိုအဲ့လိုတွေဖြစ်ပြီးပါသွားတာများတယ် corner ပြောတဲ့စကားကြီးနားရောင်မျိုးသိရမလား focus အပြည့်မလုံးနိုင်ပဲနဲ့အဲ့လိုမျိုးတွေဖြစ်ကုန်တာများတယ် corner အဲ့လိုလုံးမှာပဲနော်အဲ့တော့ striking မှာပဲသူမရမက corner ကိုရှင်ထိုးလိုက်မယ်ရှင်ထိုးရင် corner ရဲ့လက်သီးတစ်ချက်မဟုတ်တစ်ချက်ထိမှာပဲသိလားဆိုတော့ striking မှာဆိုရင်တော့ corner အသာရနိုင်ခြင်းများပြီးတော့တကယ်လို့သာဝင်လုံးမယ်ဆိုရင်တော့တော်ဘူရီယာတာသွားလိမ့်မယ်တော်ဘူရီယာတာသွားလိမ့်မယ်နော်ဒါကျွန်တော်အခုပြောတဲ့ဟာတွေကကျွန်တော်အမြင်နဲ့သူတို့ပွဲတွေကိုကြည့်ထားတဲ့အမြင်တွေနဲ့ကျွန်တော်ပြောရနော်ဟုတ်ချင်လည်းဟုတ်မယ်မဟုတ်ချင်လည်းမဟုတ်ကျွန်တော်ကြိုက်တာပြောတာဘသူ postcard တွေဘသူ review တွေကိုမှကျွန်တော်ကိုးကားပြီးပြောတာမဟုတ်ဘူးဆိုတော့အဲ့လိုမျိုးတွေရှိတယ် okay နှစ်ယောက်တည်းကတစ်ယောက်ရွေးပါဆိုရင်တော့ကျွန်တော်အထင်တော့ corner နိုင်သွားလိမ့်မယ် corner နိုင်သွားလိမ့်မယ်ဘာလို့ striking မှာအချိန်အများစုရှင်ထိုးမယ်လို့ကျွန်တော်ရှေ့မှာပြောခဲ့တာဟုတ်နော်ပြောခဲ့တော့အဲ့လိုမျိုးနိုင်သွားလိမ့်မယ် corner ထိကြပါဝါရှိတယ်တော်ဘူရီယာလည်းထိကြပါဝါရှိတယ်ဒါပေမဲ့တိကြတယ်နော်တိကြတယ်တော်ဘူရီယာကြောက်ပါဝါပိုရှိတယ်တော်ဘူရီယာဘာလို့အဲ့အလဲထိုးပါဝါကောင်းလဲဆိုတော့ဒီဘတ်ဂျက်သားတွေနဲ့လည်းဆိုင်နေတယ်ဒီဘတ်ဂျက်သားတွေလေနော်ကြွက်သားတွေအဲ့ကြွက်သားတွေကောင်းတော့ဒီဆွဲတဲ့အချိန်မှာအားပို့ပါတယ်နော်အဲ့ဒါကြောင့်သူ့ရဲ့လက်သီးကအားတာပါလက်သီးအားပါတဲ့အပြင်ကိုတိလဲတိကြရနော် short to target ပေါ့အဲ့လိုမျိုးပြတ်မှတ်ကိုတန်းထိတဲ့ power မျိုးရှက်လက်သီးလဲပိုင်ထားတော့ဒါကြောင့်သူလှုပ်တိုင်းဖြစ်နေတာဆိုရင်ပညာအရန်ကောင်းခြင်းဆိုတာတဲ့သူ့ရဲ့ထိကြ power လက်သီးရဲ့ထိုးတိုင်းပြတ်မှတ်ကိုတိတိကျကျဆိုရင်သူထိုးရင်ကြီး1 2 3 over ဆွဲလိုက်တာ ਨੇ တန့်ကြတာဂျော့တန်ထီတာသူဆွင်းရနော်အဲ့ဒါကြောင့်ဒါသူလှုပ်တိုင်းဖြစ်နေတာဆိုရင်တော်ရီယာကိုပေးထိုးလို့ရှိရင်ကြောက်ကြတယ်ပေးထိုးရဲဆိုတာအဲ့လိုသိရမလားလေးနဲ့ဟိုလိုဒီလိုလုံးနေလို့ကတော့ခြောက်ပေါင်းမယ်အဲ့လိုမျိုးရှိတယ်ဒါကြောင့်သူအပေါ်ထိတက်တာအဲ့ဘတ်ဂျက်သားတွေကောင်းတယ်အခုသူအပေါ်တက်ရမယ်အိုလီဗီယာနဲ့ပွဲမှာလဲအိုလီဗီယာကိုသူဝင်မလုံးတော့ဘူးအိုလီဗီယာကအရင်ဝင်လုံးရင်လုံးလိုက်မယ်သူထိုးမှာပဲနော်ရှင်ထိုးမှာပဲအဲ့လိုဆိုပွဲရတော့ကျွန်တော်နောက်မှကျွန်တော်တက်ပြောတော့မယ်ပေါ့နော်အခုတော့မပြောတော့ဘူးကျွန်တော်ကတော့တော်ဘူရီယာကိုကြိုက်လားဆိုလို့ရှိရင်သူ့ပုံစံကလေအဲ့ပွဲရင်း focus ကောင်းတာငြိမ်နေခံလို့ရှိရင်လည်းအဲ့လိုဟိုပြူးပြဖြစ်မသွားဘူးပါဗျာဟိုပွဲမှာဆိုနှာခေါင်းကနေသွေးတောင်ကြာနေသူအလဲထိုးပါလေတန်တကာပြီးမှလဲထိုးပါဖင်ထိုင်ဟိုအယုတ်ကျိုးရဲ့ပြုတ်ကြပါအဲ့ပွဲဆိုလို့ရှိရင်ထိရစုပ်ပြတ်လို့လေသူနှာခေါင်းအောင်သွေးတွေပါတယ်အေးစစ်ပဲပုံမှန်ပဲလိုက်ထိုးပါပြမသွားဘူးအဲ့လိုသူ့ဘာသူပဲအေးစစ်ပဲမှန်နဲ့အေးစစ်မှန်လိုက်တယ်ဘိုကန်တော်စီးနဲ့ပွဲမှာဆိုတော့ဘိုကန်တော်စီးကိုရှိန်မနေဘူးဒီမက်ဆောလိုဝေးတို့ပွဲဆိုပိုတိတာနော်မရှိန်ပုံမှန်သူတို့ဆရာရှိအောင်ပဲလုပ်တယ်ပြိုင်ဘက်ကိုမကြောက်အဲ့လိုမျိုးရှိတယ်အခုပွဲတိုင်းကအလဲထိုးနေပြီဆိုသူနဲ့တွေ့မဲ့ဖိုက်တာတွေဒီသူ့ရဲ့အလဲထိုးပါဝါကိုရှိန်မတ်ကအဲ့ဒါကြောင့်သိရလေမက်ဆောလိုဝေးကရှင်မထိုးထိန်ပြီးထိုးတယ်ဒါပေမဲ့သိရမှာအမြန်နှုံးချင်းกว่าအဲ့လိုမျိုးဆိုတော့ထိသွားတယ်ဆိုရင်တော်ဘူရီယာရဲ့လက်သီးဒီကောင်းတစ်ချက်ထိရင်ကြပါတယ်အဲ့ဒါတေးကြတယ်ကျွန်တော်ပြောတာမဟုတ်ဘူးလူတိုင်းလက်ခံရမယ့်အရာ